အဲ့ဒီကဗျာဆရာတင့်သူရဲ့ကဗျာကိုကျွန်တော်အရန်ကြိုက်လို့ကျွန်တော်ရွတ်ဖတ်ချင်ပါတယ်မယုံရတဲ့ပြဿနာရေကြီးလည်းမယုံရဘူးကောင်းငင်လည်းမယုံရဘူးလှုပ်ချင်တယ်လို့ထားလှုပ်ပြီးရွာချင်တယ်လို့ရွာငါတို့အညာခံရတာများပြီယုံကြည်ရတဲ့သူပါရှာလာဘရူးစတက်များတယ်ဘသူ့ဘုံအောင်မှာဒါတဆက်တုံနေမလဲအစိတ်အပြုံးလေးကိုအပင်ဖြစ်မယ်လို့ယုံကြည်မျှော်လင့်ခဲ့ချစ်ကြီးတဲ့ကောင်းလေးမို့ရန်သူကိုနှစ်ချင်းတတ်ဆိုင်မိတ်ဆွေတွေရဲ့ဓာတ်ကိုငါတို့ကြောက်ရကောင်းမှမသိငါတို့ယုံခဲ့နှုံခဲ့ကြတယ်ရိုးရှင်းချစ်စေကိုလူတွေမှမယုံရရင်တပါးကြီးမှာငါတို့ဘာကိုယုံရတော့မလဲမယုံရင်မကြည်တော့ဘူးမလားဘယ်မှာကြည်တော့မလဲစိတ်ဘယ်မှာကြည်တော့မလဲအတန်တွေရန်သူကအိမ်ရင်သွားတော့မယုံရတဲ့စိတ်မှာရန်သူအမိပဲရှိနေရမှာမလားမိတ်ဆွေတွေကမယုံရဘူးဆိုရင်ဒီသစ္စာဖောက်ရန်သူနဲ့ဆိုးတဲ့အဓိကရန်သူလို့စိတ်ကြရမှာယုံထားလိုက်ပြီးမှအလိမ်ခံရလို့ကိုယ်တရားကြည်တောင်းနဲ့အားဆောင်ပြီးအသေးခံသွားတဲ့ရေဝင်းတော်များကြီးကိုလေးလိုရဲ့တခြင်းတွေကလို့ဒီမှာရှာပါမြေရီလေးခံတော့မယ်မြေရီလေးခံတော့မယ်ကွယ်တော်ပါတော့နာလို့ပါလေကျွန်တော်တို့နာလို့ဒီကတကယ်တောင်းမှန်ပါရန်သူကိုတောင်းမှန်နေတာမဟုတ်ဘူးမိတ်ဆွေကောင်းတွေကိုတောင်းမှန်နေရတာမတကယ်ကြောင်းအောင်မယ်ဆိုရင်ပေါ့ယုံကြည်တရားကောင်းလိုက်တာဆိုရင်ဇာရိတရှားဖဲလေးနဲ့ဒီအခင်းချင်းတဝိုင်းလုံးအမှတောင်းပြစ်လိုက်ချင်